လာပါရှင်ငကားရွှေဝါစိန်ရွှေညနာဆိုင်မှာပြန်လည်ပြီးတော့ကျေးဇူးလိုက်ပါတယ်ရှင်ဒီနေ့လေးမှာတော့မမင်းရဲ့ချစ်ကကားလေးအတွက်ပေါ့နော်လူငယ်ဆန်ပြီးတော့ပေါ့ပပလေးလေးဝေလို့ရတယ်ဈေးနှုန်းလေးရဆိုလို့ရှိရင်လေဒါမမင်းတို့3သိန်းကျော်နဲ့ရရှိမဲ့ပေါ့နော် 80k white color လက်စွပ်ဒီဇိုင်းဆန်လေးတွေကိုမမင်းကဒီနေ့ရောင်းချပေးသားမှာဖြစ်ပါတယ်ရှင်အသေးစိတ်လေးကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်အခုမမင်းနံပါတ်1ပြပေးမှာကတော့ fancy ဆက်ဆန်ပေါ့နော်အခုခေတ်ဒါလူငယ်တွေမင်းတို့ဒါလက်ညှိုးလေးမှာဝတ်မယ်ဆိုရင်အခုဒီဇိုင်းလေးကရိုးရိုးရှင်းရှင်းလေးပေါ့နော် grand chain လေးဆိုလို့ရှိရင်လည်း 0.59 ပဲရှိမယ်လက်တိုင်းလေးကတော့15ပါရှင်ဈေးနှုန်းလေးကတော့3,500,000ဝန်းကျင်နဲ့ရရှိမှာဖြစ်ပါတယ်ရှင်အခုမမင်းနံပါတ်2ပြပေးမယ်လက်စွပ်ဒီဇိုင်းလေးရဆိုရင်တော့ဒါမမင်းတို့ပေါ့နော်အရန်ကိုမှရောင်းအကောင်းဆုံးဖြစ်တဲ့မင်းတို့ဒါ Bulgari 80k လက်စွပ်လေးပဲဖြစ်ပါတယ်ရှင်အခု Bulgari လေးဆိုလို့ရှိရင်တော့ဒါမင်းတို့လက်ညှိုးလေးမှာဝတ်မယ်ဆိုလဲ fashion ကြကြလေးပေါ့နော်အထာကြကြလေးနဲ့ဈေးနှုန်းလေးရဆိုလဲဒါမင်းတို့9,300,000ဝန်းကျင်နဲ့ရရှိမှာဖြစ်ပါတယ်ရှင် grand chain လေးကတော့ 0.88 gram လက်တိုင်းလေးကတော့15ပါရှင်အခုမင်းနံပါတ်3ပြပေးမှာကတော့မင်းတို့ဒါအသေးချန်နဲ့ဆက်ဖြတ်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အသေးပုံလေးကိုမင်းတို့ဒါအလေလေးမှာဆိုရင်ချန်နဲ့ရောင်ပြန်ဒီဇိုင်းလေးခတ်ထားတာလေးပေါ့နော်အခုလက်စွပ်လေးဆိုရင်တော့လက်တိုင်းလေးက14ပါ grand chain လေးကတော့ 0.50 gram ဈေးနှုန်းလေးကတော့3သိန်းဝန်းကျင်နဲ့ရရှိမှာဖြစ်ပါတယ်ရှင်အခုမမင်းနံပါတ်ပေါ့နော်4ပြပေးမယ်ဒီဇိုင်းလေးရဆိုလို့ရှိရင်တော့ဒါမင်းတို့ LV ပေါ့နော် LV ဒီဇိုင်းလေးကိုမှ LV စလုံးနဲ့ LV သင်္ကေတပေါ့နော်ဒီဇိုင်းလေးပဲဖြစ်ပါတယ်အခုလက်စွပ်လေးရဲ့ grand chain လေးရဆိုလဲ 0.54 gram လေးကိုလက်တိုင်းလေးကတော့73ပါရှင်ဈေးနှုန်းလေးကတော့3,250,000ဝန်းကျင်နဲ့ရရှိမှာဖြစ်ပါတယ်ရှင်အခုမမင်းနံပါတ်5နောက်ဆုံးပြပေးမှာကတော့ channel design လေးပေါ့နော် channel လေးကိုမှဆက်ဖြတ်လက်ရ design လေးပဲဖြစ်ပါတယ်အခုလက်စွပ်လေးရဲ့ grand chain လေးကတော့ 0.55 gram ဈေးနှုန်းလေးရဆိုလို့ရှိရင်တော့3,350,000ဝန်းကျင်နဲ့ရရှိမှာဖြစ်ပါတယ်ရှင်လက်တိုင်းလေးကတော့73ပါရှင်ဒီနေ့လေးမှာတော့မမင်းရဲ့ချစ်ကကာတွေအတွက်ပေါ့နော်ဒီဇိုင်းလက်ရလေးရလဲလုံးဝပုံမှစမ်းပြီးတော့ဝယ်ရတဲ့ဇီးလေးနဲ့ဝေးရတဲ့ပေါ့နော်အထည်လေးနဲ့ကလုံးဝပုံမှအဟန့်အထည်လေးလေးရှိပါတယ်ဈေးနှုန်းလေးတွေကတော့မင်းတို့ဒါ3သိန်းဝန်းကျင်ကနေစပြီးရရှိမှာဖြစ်ပါတယ်ရှင်ချစ်ရတဲ့မမင်းရဲ့ကကာတွေအတွက် 80k ဒီဇိုင်းဆန်လေးတွေကိုဆိုင်ရောက်လာစရာမလိုပဲအသေးစိတ်ကြည့်ရှုနိုင်ဖို့အတွက်နေ့စဉ်ဗီဒီယိုလေးတွေနဲ့တင်ဆက်ပေးနေတာဖြစ်လို့မမင်းတို့ရဲ့ page လေးကို like and follow လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့ရှင်ဒါအပြင်တခြားကြည့်ချင်တဲ့ယတနာလေးတွေရှိလို့ရှိရင်မမင်း live ရဲ့ comment လေးရဲ့အောက်မှာလည်းဝင်ရေးပေးခဲ့ပါအောင်ရှင်မမင်း live ကိုခုလိုမျိုးအစအဆုံးကြည့်ရှုပေးတဲ့အတွက်မမင်းတို့ငကားရွှေဝါမိသားစုမှကျေးဇူးထူးပင်တင်ရှိပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်